မိသားစုကိုခွဲခွာအိမ်ကိုကြော့ခိုင်းပြီးတစ်ဖက်နိုင်ငံမှာဘာလို့အလုပ်လာလုပ်ကြတာလဲဒီမိခွန်းရဲ့နောက်ွယ်မှာရွေးချယ်စရာမရှိတဲ့အကြောင်းပြချက်များစွာရှိနေပါတယ်ပထမဆုံးအချက်ကတော့ငွေကြေးတန်ဖိုးကွာဟချက်ပါမြန်မာနိုင်ငံကတရက်လောအားခထက်ထိုင်းနိုင်ငံရဲ့အရှိခံလောအားခက3ဆကနေ5ဆလောက်အထိပိုများနေတာကြောင့်မိသားစုစားဝတ်နေရေးအတွက်ဒီလမ်းကိုရွေးချယ်ကြရတာပါပြည်တွင်းမှာအလောက်အကန်ရှားပါလာတာရဲ့ကုန်စည်နှုန်းကြီးမြင့်လာတာတွေကြောင့်လူငယ်တော်တော်များများဟာကိုရှိထောက်ပေါ်ကိုရက်တည်နိုင်ဖို့အတွက်အိမ်နီးချင်းထိုင်းနိုင်ငံကိုအားကိုးလာကြရပါတယ်တချို့ကတော့မောင်နှမတွေပညာသင်နိုင်ဖို့တချို့ကတော့မိဘတွေကိုစေကူတာပေးနိုင်ဖို့တချို့ကတော့နောက်တစ်ချိန်မှာကိုယ်နိုင်ငံမှာကိုယ်ပိုင်စီးပွားရေးတစ်ခုပြန်လုပ်နိုင်ဖို့ဒီမှန်းချက်တွေနဲ့ရုန်းကန်နေကြတာပါဘယ်သူမှဆိုကိုယ်အိမ်ကိုယ်မြေမှာပဲပျော်ပျော်ရွှင်ရွှင်နေရှင်ကြတာပါဒါပေမဲ့ပုံမကောင်းမွန်တဲ့ဘဝတစ်ခုရဲ့ဖန်တီးဖို့အတွက်သူတို့တွေဟာတစ်ဖက်နိုင်ငံမှာချွေးဆက်များစွာနဲ့ယဉ်နီးနေကြရပါတယ်အားလုံးပဲအိမ်ပြန်ချင်းမြန်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်